မန္တလေးမြို့ပရိယတ္တိသာသနာဟိတအသင်းကြီးကကျင်းပအပ်သော84ကြိမ်မြောက်သာမဏေကျော်စာမှုပွဲ၌တတိယဆင့်ကိုပထမဂုဏ်တုဖြင့်အောင်မြင်တော်မူသောရှင်ပညာပစ္စောတာလောကမှာကြုံရတဲ့အခက်အခဲတွေမှာလောကနေရတဲ့ပုဂ္ဂိုလ်တွေဆိုတာအဖွဲ့အစည်းနဲ့မိသားစုနဲ့ဒီလိုမျိုးနေကြရပါတယ်ဒီလိုနေထိုင်ကြတဲ့အခါမှာကိုယ်တကယ်ချစ်ခင်နှစ်သက်မြတ်နိုးတဲ့မိဘတွေသားသမီးတွေမြေးတွေဆွေမျိုးအတန်းဝိုင်းတွေအခြေအနေတစ်ခုခုကြောင့်ဆုံးရှုံးရတဲ့အခြေအနေတွေဆိုတာလည်းကြုံရတတ်ပါတယ်ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေဆိုတာလည်းအခြေအနေအချိန်ခါတွေကြောင့်ဆုံးရှုံးနစ်နာရတဲ့အချိန်ခါမှာလည်းကြုံရပါတယ်အခြေအနေတွေမှာလည်းယောဂဝေဒနာခံစားရတဲ့အခြေအနေဆိုတာလည်းကြုံရတတ်ပါတယ်ဒီလိုကြုံရတဲ့အခြေအနေတွေမှာလောကမှာရှိတဲ့ပုဂ္ဂိုလ်တွေမှာပုဂ္ဂိုလ်တွေရဲ့ရင်ထဲမှာစိုးရိမ်မှုပူဆွေးမှုဝမ်းနည်းမှုဆိုတာခံစားရပါတယ်ဒီလိုခံစားရတဲ့အခါမှာမြတ်စွာဘုရားရှင်ကဒီလိုရင်ထဲမှာရှိတဲ့စိုးရိမ်မှုတွေပူဆွေးမှုတွေဝမ်းနည်းမှုတွေကျော်လွန်ပြီးတော့စိုးရိမ်မှုကင်းတဲ့ပုဂ္ဂိုလ်ဝမ်းနည်းမှုတွေကင်းတဲ့ပုဂ္ဂိုလ်လုံးဝမရှိတဲ့ပုဂ္ဂိုလ်ဆိုတာရှိပါတယ်တဲ့ဒီလိုပုဂ္ဂိုလ်ဆိုတာယန္နာပုဂ္ဂိုလ်မြတ်ဖြစ်ပါတယ်တဲ့ဒီယန္နာပုဂ္ဂိုလ်မြတ်ကယန္နာပုဂ္ဂိုလ်ရဲ့တန်တန်မှာစိုးရိမ်မှုဝမ်းနည်းမှုပူဆွေးမှုဆိုတာလုံးဝမရှိပါဘူးတဲ့ဒီလိုမရှိခြင်းဟာဘလို့ကျင့်စဉ်နေကျင့်ကြလို့ဖြစ်တယ်လဲဆိုရင်တဲ့ကုသိုလ်ကိစ္စမှန်သမျှမှာလုံးဝတတိထားပြီးတော့နေရပါတယ်တတိပဒံစားတဲ့ဗောဓိပက္ခိယတရားတွေပေါ်မှာလဲအပတ်တကုတ်ကြိုးစားစားနဲ့ကြိုးစားရပါတယ်ဒီလိုမျိုးကုသိုလ်ကိစ္စမှန်သမျှမှာတတိလဲထားတယ်တတိပဒံစားတဲ့ဗောဓိပက္ခိယတရားတွေပေါ်မှာလဲကြိုးစားစားနေတဲ့ပုဂ္ဂိုလ်ဆိုရင်စိတ်တက်တွေရှင်းတန်လာမယ်အသိဉာဏ်တွေရှင်းတန်လာပြီးတော့ကောင်းတဲ့လောကဓာတ်နဲ့ကြုံတဲ့အခါမှာလဲတုံ့လုံမှုမရှိတော့ပါဘူးမကောင်းတဲ့လောကဓာတ်တွေနဲ့ကြုံတဲ့အခါမှာလဲစိတ်ထက်တုံ့လုံမှုမရှိတော့ပါဘူးဒီလိုမရှိတဲ့ယန္နာပုဂ္ဂိုလ်မြတ်ကတဲ့ယန္နာပုဂ္ဂိုလ်ရဲ့အရှင်မြတ်ရဲ့တန်တန်မှာစိုးရိမ်မှုပူဆွေးမှုဝမ်းနည်းမှုဆိုတာလုံးဝမရှိပါဘူးတဲ့ဒီလိုမျိုးဒေသနာတော်ရှိပါတယ်ဒီဒေသနာကိုနီးယူပြီးတော့မိမိတို့ကလည်းမိမိတို့ရဲ့အတန်တန်မှာစိုးရိမ်မှုပူဆွေးမှုဝမ်းနည်းမှုတွေမရှိအောင်မိမိတို့တက်နိုင်တယ်လို့စွမ်းနိုင်တယ်လို့ကုသိုလ်ကိစ္စဆိုရင်လက်မနေဖို့တတိပဒံစားတဲ့ဗောဓိပက္ခိယတရားတွေပေါ်မှာလဲကြိုးစားတာအထုတ်ပြီးတော့နေပြီးတော့စိတ်ဓာတ်တွေတဖြည်းဖြည်းနဲ့ရင့်တန်အောင်ကြိုးစားပြီးတော့ကောင်းတဲ့လောကဓာတ်နဲ့ကြုံမကောင်းတဲ့လောကဓာတ်နဲ့ကြုံစိတ်ဓာတ်တွေတုံလုံးမှုကင်းပြီးတော့စိတ်ဓာတ်ငြိမ်းချမ်းမှုရနိုင်အောင်ကြိုးစားနိုင်တဲ့အကြောင်းကိုပြဆိုတဲ့ဝိနည်းပိဋကပါစိတ်ပါဠိတော်လာဂါထာတစ်ပုဒ်ကိုပါဠိအနက်စုံလင်စွာဖြင့်ကြီးညိုကြသူပရိသတ်အပေါင်းတို့နာယူမှတ်သားကျင့်သုံးနိုင်ရန်ဖြည့်ကြားပေးပါငါရှင်အရိစေတသောအပမေဇာတော်မုနိနောမောနပထေတုသိက္ခာတော်သောကနမောတိတာရိနောဥပါဒန္တတတရာတတိမတောအရိစေတသောစိတ်များထိတ်ကောင်းညံရောင်လျင်ဖိတ်အရတဟုစိတ်လေးရှိထသောအပမေဇာတော်ကုသိုလ်ကိစ္စဟူသမျှ၌နေရောညပါနေညမရွေမမေ့မလျောထသောမောနာပထေတုရတဘုံညံလမ်းကြောင်းမှန်သည်တတိပဋ္ဌာန်သာသာဗောဓိပက္ခိယတရားတို့၌ဝါရတဘုံညံလမ်းကြောင်းမှန်သည်သုံးတန်သောသိက္ခာတို့၌သိက္ခာတော်ကျင့်ကြံကြိုးကုန်အားထုတ်နေသောတာရိနောထိုယန္နာအတုရှုအပ်သောဝါဣဋ္ဌာနေဋ္ဌာထိုနဝါကိုလုံးဝအတုရှုတော်မူတတ်သောဥပါဒန္တတကိလေသာဟုအဘုခတေ
ငြိမ်းအေးပြီးသောတရားနေရောညပါအခါမလက်တတိမတော်တတိမပြတ်အမတ်ရခြင်းရှိသောမုနိနောဝိသုပန်တန္တရာနှဖျားလောကဇာနာတိမြင်ယန္တာအရှင်ဤတန်တ၌တောကဝန္တွင်လိုက်စုအပုခသိန်းတို့သည်နာဘဝန္တိတယံတဆင်းများမဖြစ်ကြတော့ကုန်သတည်းသာမဏေကျော်တတိယဆင့်ကိုဒုတိယဂုဏ်ဖြင့်အောင်မြင်တော်မူသောငါရှင်ဓမ္မတာရာလောကမှာရှိတဲ့ပုဂ္ဂိုလ်တွေထဲမှာတချို့သောပုဂ္ဂိုလ်တွေကမိမှာရှိတဲ့ပစ္စည်းဥစ္စာတွေကိုစွန့်ကြဲဖို့ပေးကမ်းဖို့မျှဝေဖို့ဝန်လေးတက်ကြပါတယ်ဒီလိုဝန်လေးတက်တဲ့အတွက်ကြောင့်ဒါနကုသိုလ်ကိုပြုလုပ်ဖို့ကြောက်လန့်ကြပါတယ်တချို့သောပုဂ္ဂိုလ်တွေကကိုယ်နှုတ်စိတ်ဆောင်သိရတဲ့သီလလုပ်ငန်းကိုတချို့ကကြောက်လန့်ကြပါတယ်တချို့သောပုဂ္ဂိုလ်တွေကြတော့တတိပဒံစားတဲ့ဗောဓိပက္ခိယတရားတွေအထောက်ရမှာကြောက်လန့်တဲ့ပုဂ္ဂိုလ်တွေလည်းရှိကြပါတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကမာဘိက္ခွေပုံညာဏဘာယိဋ္ဌဘိက္ခဝေယဟန်တို့တဲ့ပုံညာဏကုသိုလ်ကောင်းမှုတို့မှာမာဘာယိဋ္ဌမကြောက်လန့်ကြပါနဲ့ကုသိုလ်ကောင်းမှုလုပ်ရမှာကိုမကြောက်ပါနဲ့တဲ့ဘာလို့မကြောက်ရလဲဆိုရင်ဒုက္ခတေတံဘိက္ခဝေအဓိဝဆနံယတိတံပုံညာနိပုံညာဆိုတဲ့ကုသိုလ်ဆိုတာဒုက္ခရဲ့အနာမည်ပဲတဲ့ကုသိုလ်ပုံညာနဲ့ဒုက္ခပုံညာကုသိုလ်ကောင်းမှုဆိုတာဒုက္ခချမ်းသာခြင်းဆိုတဲ့နာမည်ပဲတဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကလောကမှာရှိတဲ့ဝိနည်းတတ္တဝါတွေကိုကုသိုလ်ပြုစေခြင်းနဲ့ကုသိုလ်ကိုတအားတရွေ့လှုပ်စေခြင်းနဲ့မြတ်စွာဘုရားရှင်ကိုယ်တိုင်ဘုရားလောင်းတော်ဘဝတုန်းက9 နှစ်ပတ်လုံးမေတ္တာဆံကိုပွားများပြီးတော့နေခဲ့ပါတယ်ဒီလိုမေတ္တာဆံကိုပွားများပြီးတော့မြတ်စွာဘုရားရှင်နေခဲ့တဲ့အတွက်ကြောင့်ဒီမေတ္တာရဲ့အကျိုးတရားဖြစ်တဲ့လောကပျက်စီးတဲ့အခါမှာမြတ်စွာဘုရားရှင်ဖြမပြီးပဲရှိရတယ်။နောက်ဒုတိယရောက်တဲ့အခါမှာလည်းဒီမေတ္တာဆံပွားများတဲ့အကျိုးတရားကြောင့်တရားမင်းဘဝတွေလည်းမြတ်စွာဘုရားရှင်36ချိန်အထိနေရပါတယ်။နောက်စကြဝဠာမင်းဘဝနဲ့လည်းအကျဉ်းများစွာမြတ်စွာဘုရားရှင်ဘုရားလောင်းတော်ဘဝနဲ့ဒီလိုကျင့်သုံးဒီလိုနေခဲ့ရပါတယ်။ဒီလိုနေတဲ့အခါမှာလည်းစကြဝဠာမင်းဘဝနဲ့နေတဲ့အခါမှာတိုင်းသူပြည်သားတွေအပေါ်မှာစစ်မှန်တဲ့နိလန်းနဲ့မင်းညက်တရား10ပါးနဲ့ကျင့်သုံးပြီးတော့ဒီလိုနေထိုင်သွားပါတယ်။ဒါကိုချုပ်ကြည့်ရင်မြတ်စွာဘုရားရှင်ကချမ်းသာကိုလိုလားတဲ့ပုဂ္ဂိုလ်တွေဆိုရင်တဲ့ချမ်းသာကိုလိုလားတဲ့ဝိနည်းတတ္တဝါတွေကိုကုသိုလ်တရားရဲ့အကျိုးကြီးမားပုံကိုမြတ်စွာဘုရားရှင်ကသိစေခြင်းနဲ့မြင်စေခြင်းနဲ့လိုက်နာစေခြင်းနဲ့ဒါကြောင့်ဝိနည်းတတ္တဝါတွေကကိုယ့်ရဲ့တဏ္ဍာမှာမေတ္တာတရားတွေထွန်းကားလာအောင်ကြိုးစားဖို့လိုအပ်ပါတယ်အကျဉ်းဆုံးကိုယ့်ရဲ့မိသားစုအတွင်းမှာမေတ္တာကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာထွန်းကားအောင်ကြိုးစားရပါတယ်မိသားစုကတဆင့်ကိုယ့်ရဲ့ဆွေမျိုးအတိုင်းဝိုင်းတဆင့်ကိုယ့်ရဲ့ပတ်ဝန်းကျင်ဒီလိုအဆင့်ဆင့်တိုးပြီးတော့မေတ္တာတရားတွေတိုးပွားပြီးတော့နေထိုင်ကျင့်သုံးကြမယ်ဆိုရင်တယောက်နဲ့တယောက်စိတ်ကွက်တာစိတ်ပြတ်တာစိတ်ညစ်တာရန်လုတာထိခိုက်တာပုတ်ခတ်တာစသည်ဒါလေးငြိမ်းချမ်းသွားပါတယ်ဒါမေတ္တာတရားဟာတယောက်နဲ့တယောက်ကိုပိုးပြီးတော့စီဝါတိုးတက်အောင်ပိုးပြီးတော့လောက်ကင်စေပါတယ်စိတ်တက်ကိုလည်းပိုးပြီးတော့ချမ်းသာစေပါတယ်ဒါကြောင့်မေတ္တာတရားဟာလောကလူသားတိုင်းအလုံးကျင့်သုံးတဲ့တရားဖြစ်ပါတယ်ဒီ
ဒီမေတ္တာတရားကျင့်သုံးခြင်းကြောင့်လောကဟာငြိမ်းချမ်းမှုရမယ်ဆိုတာလေဒါမြတ်စွာဘုရားရှင်ရဲ့ဒေသနာတော်တွေမှာပိုးပြီးတော့များပြားရှိပါတယ်ဒီဒေသနာတွေတဲကခုလိုမျိုးမေတ္တာတရားရဲ့အကြောင်းကိုဟောတဲ့အခါမှာမေတ္တာဆိုတာဟိတာကာရပုဒ္ဓိလက္ခဏာတရားတွေရဲ့စီးပွားကိုလိုလားတဲ့သဘောတရားရှိတယ်တဲ့ဒီမျိုးအဲတယောက်နဲ့တယောက်ဆက်ဆံတဲ့အခါမှာသူ့ဘောမှာအနိုင်ယူခြင်းစိတ်တွေရန်တုတ်ခြင်းစိတ်တွေဒါတွေတက်နိုင်တဲ့လောက်ကင်းအောင်နေပြီးတော့သူကောင်းကျိုးငါကြိုးစားမယ်သူစာမတက်သေးဘူးဆိုရင်ငါသူစာတက်အောင်လုပ်ပေးမယ်သင်ပေးမယ်သူစီးပွားရေးအဆင်ပြေတယ်စီးပွားရေးအဆင်ပြေအောင်အားပေးလိုက်မယ်ထောက်ပံ့ပေးလိုက်မယ်ဒီလိုမျိုးတယောက်နဲ့တယောက်ဝိုင်းဝန်းပြီးတော့မေတ္တာတရားနဲ့ကူညီမယ်ဆိုရင်ပို့ပြီးတော့လောကဟာစိုးပြေလာပါတယ်ဒါကြောင့်မေတ္တာတရားရဲ့အကျိုးတရားမှာပြတဲ့ဂါထာတွေထဲမှာအင်္ဂုတ္တရနိကေတတ္တကနိဗ္ဗာန်မှာလာတဲ့ပထမဆုံးဂါထာကိုပါဠိရနဲ့စုံလင်စွာဖြင့်လာရောက်ကြည်ညိုကြသူပရိသတ်အပေါင်းတို့လိုက်နာကျင့်သုံးမှတ်သားနိုင်ရဲ့အတွက်ဖြေကြားပြီးပါငါရှင်ဘာသာဘောညာနာဝိပါကံကုသလာနံဒုက္ခေတိနောမေတ္တံစိတ်တံဝိဘာဝေတောဝါတတဝဒာနိဘိခဝောတတသဝဒာဝိဝဒကပေနာယိမံလောကံဘုနာကမေဒုက္ခေတိနောချန္တာဒုက္ခကိုရှာမိကြသောတတဝါပေါင်းတို့ဒုံမေတင်တို့သည်ကုသလာနံကုသိုလ်ဖြစ်ကုန်သောဘောညာနံကောင်းမှုတို့ဤဝိပါကံအကျိုးဝိပါကိုပတ္တာပတ္တထကြည်ရှုရကုန်လောဘေခဝယဟန်တို့အဟံငါသည်တတဝဒာနိခဏနေသောဘလုံးမေတ္တာနှင့်ရှင်သောစိတ်တံဇံစိတ်ကိုဝိဘာဝေတောဝါအထူးဖြစ်ပွားစေပြီး၍တတ္တာခဏခုကုန်သောတဝဒဝိဝဒကပေတောပြစ္ဆကတိဇကတို့ဘလုံးဝါတဝဒထာယဝိဝဒထာယအသင်္ချယကတို့ဘလုံးဣမံလောကံဧကာမဘုံဘဝတို့နာပုနာကမေနောက်တဲ့တဖန်မပြန်လာခဲ့ပြီဣတိဤသို့ဘဂဝါမြတ်စွာဘုရားရှင်သည်အဝေါစာကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့လေတည်းသာမဏေကျော်တတိယစဉ်ကိုတတိယဂုဏ်တို့ဖြင့်အောင်မြင်တော်မူသောငါရှင်လောကသစ္စာလောကမှာရှိတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်ဘဝယက်တည်ရေးအတွက်ကိုယ်ဘဝစာဝတ်နေရေးပြည်လေရေးအတွက်စီဝါဥစ္စာဆိုတာရှာဖွေကြရပါတယ်ဒီလိုစီဝါဥစ္စာရှာဖွေကြတဲ့အခါမှာတစ်နေ့နောက်တစ်နေ့ဒီလိုမျိုးအနှစ်အလလရှာဖွေကြရပါတယ်ဒီလိုရှာဖွေကြတဲ့အခါမှာတချို့သောပုဂ္ဂိုလ်တွေကမှန်ကန်သောနိလန်းဖြင့်စီဝါရေးရှာကြပါတယ်တချို့သောပုဂ္ဂိုလ်တွေကမမှန်ကန်သောနိလန်းဖြင့်စီဝါရေးရှာကြပါတယ်ဒီလိုစီဝါရှာလာတဲ့ရလာတဲ့စီဝါဥစ္စာတွေကိုမြတ်စွာဘုရားရှင်ကကိုရလာတဲ့စီဝါဥစ္စာတွေကို၄ပုံပုံပြီးတော့တပုံကိုတော့ကိုယ့်ရဲ့သုံးဖို့အတွက်ဒါထားပါတဲ့နှစ်ပုံကိုတော့ကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေအဆင်ပြေဖို့လဲပတ်နိုင်ဖို့အတွက်သုံးဆွဲပါတဲ့တပုံကိုတော့အခက်အခဲတစ်ခုခုကြုံလာတဲ့အခါမှာသုံးဆွဲဖို့အတွက်မြုပ်နှံရင်းနှီးမြုပ်ကိုယ်မှာတင်ထားပါဆိုပြီးတော့ဒီလိုမျိုးရလာတဲ့စီးပွားဥစ္စာတွေနဲ့ပတ်သက်ပြီးတော့ဒီလိုလမ်းညွှန်ချက်လေးရှိပါတယ်ဒီလိုလမ်းညွှန်ချက်လေးရှိတယ်တချို့သောပုဂ္ဂိုလ်တွေကြတော့ရလာတဲ့စီးပွားဥစ္စာကိုအကြောင်းပြုပြီးတော့အရက်သေးစားတောက်စားတာတွေမကောင်းသောမိတ်ဆွေတွေနဲ့ပေါင်းသင်းပြီးတော့လောင်ကစားလုပ်တာတွေဒီလိုလဲလောကမှာအများပြားရှိပါတယ်ရလာတဲ့စီးပွားဥစ္စာတွေကိုလောင်ကစားလုပ်ပြီးတော့သုံးဖြုံနေတာတွေရဲသေးတာတောက်စားပြီးတော့သုံးဖြုံနေတဲ့ပုဂ္ဂိုလ်တွေကဒီဘဥစ္စာကိုအကြောင်းပြုပြီးတော့ကိုယ်ဘဝကိုကိုပြန်ပြီးတော့တက်တဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်
တချို့သောပုဂ္ဂိုလ်တွေကြတော့ရလာတဲ့စီးပွားဥစ္စာကိုအကြောင်းပြုပြီးတော့ဒါနကုသိုလ်တွေကြောင်းဆောက်တာတွေသိန်းတွေဆောက်တာတွေဇရက်တွေဆောက်တာတွေတရားတွေဆောက်တာတွေစတဲ့ဒါနကုသိုလ်တွေလုပ်ကြတဲ့ပုဂ္ဂိုလ်တွေလည်းရှိကြပါတယ်အဲ့ဒါတော့စီးပွားဥစ္စာရလာတာချင်းတူပေမဲ့လို့တချို့သောပုဂ္ဂိုလ်တွေကြတော့ကိုယ့်ဘဝကိုပြန်ပြီးတော့တက်နေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်တချို့သောပုဂ္ဂိုလ်တွေကဒီစီးပွားဥစ္စာကိုအကြောင်းပြုပြီးတော့နိဗ္ဗာန်အတွက်ပါရမီမြောက်တဲ့ဒါနကုသိုလ်တွေလုပ်ကြတဲ့ပုဂ္ဂိုလ်တွေလည်းရှိကြပါတယ်ဒီလိုရှိကြတဲ့အခါမှာလောကမှာရှိတဲ့ပုဂ္ဂိုလ်တွေကိုလူနှမျိုးနှစားနဲ့ခွဲကြည့်မယ်ဆိုရင်ပညာရှိတဲ့ပုဂ္ဂိုလ်နဲ့ပညာမရှိတဲ့ပုဂ္ဂိုလ်ဆိုပြီးတော့နှစ်မျိုးတွေ့ရပါတယ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေအသိပညာရှိတဲ့ပုဂ္ဂိုလ်တွေကစီးပွားဥစ္စာကိုကောင်းကောင်းအသုံးချတတ်ကြပါတယ်အသိပညာမဲ့တဲ့ပုဂ္ဂိုလ်တွေအသိပညာမရှိတဲ့လူမိုက်တွေကတော့ဒီကိုယ်မှာရှိလာတဲ့စီးပွားဥစ္စာတွေအပေါ်မှာတွေ့တာတဲ့တဏှာနဲ့ကိုယ့်ဘဝမှာရှိတဲ့စီးပွားဥစ္စာတွေကိုအမြဲတမ်းတည်တံ့ဖို့ကိုယ့်ရဲ့ယာတုတွေတည်တံ့ဖို့ကိုယ့်ရဲ့နေရာတွေတည်တံ့ဖို့အတွက်ကိုယ့်ကိုပြန်ပြီးတော့တတ်နေတဲ့လောကမှာတချို့သောပုဂ္ဂိုလ်တွေလည်းရှိကြပါတယ်ဒီလိုရှိကြတဲ့အခါမှာစီးပွားဥစ္စာတွေဆိုတာကတော့အမြဲတမ်းတည်တံ့မှုလည်းမရှိပါဘူးဒီလိုတည်တံ့မှုမရှိတဲ့စီးပွားဥစ္စာတွေအပေါ်မှာကိုယ့်ကိုပြန်လဲကောင်းကောင်းအသုံးချတတ်ဖို့လည်းအရေးကြီးပါတယ်ကောင်းကောင်းအသုံးမချတတ်ဘူးဒီစီးပွားဥစ္စာတွေမှာကောင်းကောင်းအသုံးမချတတ်ဘူးဆိုရင်ကိုယ့်ဘဝကိုပြန်လဲပြီးတော့လောင်းကစားလှုပ်ခြင်းအဖြစ်ဖြစ်စေအရက်ဒေစာတောက်စားခြင်းဖြစ်စေဒီလိုမျိုးပျက်စီးဆုံးရှုံးတဲ့လောကမှာလူတွေလည်းလူသားတွေလည်းအများကြီးရှိပါတယ်ဒီလိုရှိတဲ့အတွက်ကြောင့်တချို့သောပုဂ္ဂိုလ်တွေကကိုယ်ပိုင်တဲ့စီးပွားဥစ္စာတွေကိုယ်ပိုင်တဲ့အိမ်တွေယာတွေဒီပေါ်တွေပေါ်မှာတွေ့တာတက်မှတ်တဲ့တဏှာတွေကြောင့်တွေ့တာတက်မှတ်တဲ့တဏှာတွေကြောင့်ကိုယ့်ကိုယ်တက်နေတဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်ကစီးပွားဥစ္စာတွေအပေါ်မှာတွေ့တာမှုကင်းဖို့မြတ်စွာဘုရားရှင်ကဒီလိုတွေ့တာမှုကင်းနိုင်ဖို့ဆိုရင်ဒီစီးပွားဥစ္စာကိုအသုံးချကောင်းကောင်းအသုံးချတတ်ဖို့ဒီလိုအရေးကြီးပါဒီလိုအရေးကြီးတဲ့အတွက်ကြောင့်ခုနပြောတဲ့စီးပွားဥစ္စာရလာတဲ့စီးပွားဥစ္စာကို၄ပုံပုံပြီးတော့တစ်ပုံကိုသုံးဖို့အတွက်နှစ်ပုံကိုတော့စီးပွားရေးလုပ်ဖို့အတွက်တစ်ပုံကိုတော့အခက်ခဲကြုံလာတဲ့အခါမှာအသုံးပြုဖို့အတွက်ညှို့နှံထားရပါတယ်အဲ့ဒီထဲကနေပြီးတော့ကိုသုံးဖို့အတွက်ကနေထဲကနေပြီးတော့ကုသိုလ်ကောင်းမှုကိုလည်းကိုစွမ်းနိုင်တယ်လို့ကိုကသိမ်ဆောင်နိုင်တယ်ဆိုရင်သိမ်ကုသိုလ်ပေါ့ကိုကကျောင်းဆောင်နိုင်တယ်ဆိုရင်ကျောင်းကုသိုလ်ပေါ့ကိုကလမ်းတရားတွေစောင့်နိုင်တယ်ဆိုရင်လမ်းကုသိုလ်ပေါ့အဲ့လိုမှမလုပ်နိုင်ဘူးဆိုရင်ကိုယ်အိမ်တကွာမှာရောက်လာတဲ့ရန်တော်တစ်ပါးကိုင်လေးတစ်ပါးကိုစွန့်လေးတစ်စုံစသည်ဒီလိုမျိုးကိုပိုင်တဲ့ပစ္စည်းဥစ္စာတွေကနေဒီလိုအသုံးချတတ်ဖို့ဒီလိုရည်ကြီးပါတယ်ဒါကြောင့်တချို့သောပုဂ္ဂိုလ်တွေကကိုရလာတဲ့စီးပွားဥစ္စာကိုအကြောင်းပြုပြီးတော့အဲ့ဒီစီးပွားဥစ္စာမှာတွေ့တာတဲ့တဏှာတွေကြောင့်ကိုယ့်ဘဝကိုတက်နေတဲ့ပုဂ္ဂိုလ်တွေလောကမှာရှိတယ်ဆိုတဲ့အကြောင်းကိုပြဆိုတဲ့ခောတကနိကေဓမ္မပဒပါဠိတော်မှာလာတဲ့ဂါထာတော်ကိုပါဠိရနဲ့စုံလင်စွာဖြင့်လာရောက်ကြီးညိုကြသူပရိသတ်အပေါင်းတို့လိုက်နာကျင့်သုံးမှတ်သားနိုင်ရန်အတွက်ဖြေကြားပေးပါငါရှင်အနန္တိဘောဂဒုံမေတံနောသပါရကဝေတိနောဘောဂတနာယဒုံမေရောဟန္တိအင်ညေဝအတ္တနံဘောဂမယမနေယဖွေ၍ထွေထွေစုဆောင်ဥစ္စာပေါင်းတို့သည်ဒုံမေရံကံကြုံမမြင်ညာမရှင်သည်လူတွင်လူအားလူပါလာကိုဟနန္တိအဘေဘေမပြီးမရအောင်ဖေမမကုကိုရန်သူတို့လေလူရှုကမငဲ့ညာပဲခွဲကရင်မွေတပ်ဖြတ်လေကုန်၏စာဆိုအခဲဟံတစ်မျိုးဖန်သည်ပြောင်းပြန်ဖြစ်ပုံစနစ်ဆုံးကဘောကမယမနေရဖွေ၍ထွေထွေစုဆောင်ဥစ္စာပေါင်းတို့သည်ပါရကဝေတိနောနိဗ္ဗာန်မြို့နံဟောဖကံကိုမြောင်မန်းခါခါဖွေရှာကြတောင်းသူတော်ကောင်းတို့ကိုနောဟန္တိအဘေဘေမပြီးမရအောင်ဖေမမကုကိုရန်သူတို့လေလူရှုကမငဲ့ညာပဲ
ဖွဲ့ကရင်မွေမတပ်ဖြတ်လေကုန်ဒုံမေတော်ကံကြုံမမြင်ညာမရှင်သည်လူတွင်လူအားလူပါလာသည်ဘောဂဒနာယရှာဝေစုဒဥစ္စာများ၌ဖြစ်ပါဘောလာဆွဲတဲ့တာသည်တဏတဏဓာတံလည်းဖြင့်အတ္တနံဘဝဖန်ခါတန်တရားမှာခုခါတိပင်ပြည့်မမြင်သည်ချစ်ခင်ဆုံးဆိုမိမိကိုအင်းကြီးဤဝါကိုမာတပါအမုံပွားသည်အခြားသောသူကဲ့သို့ဟန္တိဟန္နန္တိဉာဏ်မြင်ကင်းလျက်မိုက်တွင်၌၍ဆက်ဆက်တန်တရားအရှိကြအောင်မန်စွာမသွေတပ်ဖြတ်လေတော့တည်းဆက်ဆက်လေးဆက်ဆက်တာလေးတော့နည်းနည်းတော့ပြောချင်တယ်ဝိရိယဒီဒါနာဣဒအလင်းကြီးကသာရလင်္ကာရစာမေဝဲလောက်လာတာအခုဆို84ချိန်ရှိပြီလို့ဒီပြောကြတာကြည့်ပြီးတော့ဘုံဘုံသိရတယ်ဒီအလင်းကြီးရဲ့သာနာလင်္ကာရစာမေဝဲကိုဘုံဘုံကဗမာလို1314ခုနှစ်ကပထမစဉ်အောင်ခဲ့တယ်အဲဒီပထမစဉ်အောင်သင်္ကာရတုန်းကဒီအသင်းကြီးကအသင်းလူကြီးတယောက်အဖြစ်ပါဝင်တယ်ဟိုယသရံကဥပတုတ်လို့ထင်တာပဲသူကဘုံဘုံကိုထောက်ပံ့ပါတယ်တစ်လ30နောက်ဒုတိယစဉ်ကိုတော့ဘုံဘုံ1315ခုနှစ်မှာအောင်တယ်ဒုတိယစဉ်1315ခုအောင်တော့ဟိုဈေးကြိုတဲ့အောင်ကုမ္ပဏီဥအောင်ပါကအဲ့တော့ဟိုလိုလာချင်းထောက်တာပြောင်းသွားတဲ့အတွက်ကြောင့်ဘုံဘုံနေရတခါတည်းလှူတယ်နောက်တတိယစဉ်ကိုတော့1316ခုနှစ်မှာဘုံဘုံကြတယ်မအောင်ဘူး1319ခုနှစ်ကြာမှတတိယစဉ်အောင်တယ်တတိယစဉ်အောင်တယ်1319ခုနှစ်တုန်းကတပည့်တော်တို့တတိယစဉ်ဖြည့်တာဆိုရင်ဒီတော့မှတ်မိတာတော့3ပါတယ်အခုရှင်ပြားတို့လို့မများဘူး3ပါတယ်အကြီးဆုံးဘွဲကတော့အင်္ဂါသမန်တော်သိတယ်ကိုတော့ဇီလို့ပါတယ်နော်အဲ့ဒီဘွဲသူဖတ်ပြောက်မိသွားတယ်ဒုတိယတစ်ပါးကတော့ဥသောဝနာတဲ့သူကစင်ကူသာသူကတော့သေချာမှတ်မိနောက်တတိယတစ်ပြီတော့3ပါးရဲ့ဖြေတာမှာတပည့်တော်ကအောင်တယ်ဥသောဝနာမအောင်ဘူးဟိုအကြီးဆုံးဘာကတော့အောင်တော့အောင်တယ်အသင်းကလူကြီးများကလျှောက်ပါတယ်တရားဝင်ကြည့်လိုက်တော့အသက်ကလွန်နေတယ်အသက်လွန်နေတဲ့ခါကျနောင်ရင်းနောင်တာပြဿနာဖြစ်မှာသို့လို့ဆိုပြီးတော့သူတို့အားလုံးသဘောတူပဲနော်ဟွာဖြစ်လိုက်တယ်ဖြုတ်လိုက်တယ်ပေါ့ဗျာတပည့်တော်တစ်ပါးတည်းပဲအောင်ပါတယ်1319ခုနှစ်ကအေးကိုတော့အဲ့ဒါတွေရှင်ပြားတို့ပြောပြတာချားမဟုတ်ပါဘူးအခုရှင်ပြားတို့တတိယစဉ်အောင်းတာကိုကနော်ဟိုအစီအစဉ်တကအောင်းတာကိုကတတိယစဉ်က100နော်ဝန်သားရကောင်းနေတာဗျာနော်တတိယစဉ်ဆိုတာပြဋ္ဌာန်းတဲ့စာကနဲတာမဟုတ်ဘူးဗျာတတိယစဉ်ကြတော့တပည့်တော်တို့မူရင်းကျမ်းစာကြီးတွေပဲပြောကြအောင်ဗျာဝိနည်း၅ကျမ်းကုန်ပြီဗျာနော်အင်္ဂုတ္တ10ကျမ်းလည်းကုန်ပြီဗျာဝိနည်း၅ကျမ်းအင်္ဂုတ္တ10ကျမ်းနော်ပြောဓမ္မပဒဂါထာနော်ဓမ္မပဒဂါထာက2အုပ်ရှိတာဗျာ2အုပ်သလုံးကုန်ပြီဗျာအဲ့ဒီမှာဓမ္မပဒကပါဠိတော်ဂါထာပေါင်း400ရှိတယ်ဗျာဒီတော့အရင်ကတော့အကုန်ရသေးတယ်အခုတော့မရတော့ပါဘူးဗျာထိုက်တော့ပဲရတော့တယ်နော်အဲ့ဒါတွေအကုန်ကြက်ခဲ့ရတယ်ပြောတယ်နော်ရှင်ပြားတို့လည်းအခုလိုဆရာဆိုနေဘူးလို့နော်ကိုအရှင်ပြားတို့ရဲ့ဤချင်း
သေးဘူးဗျာအရေးချင်းမသေးတာတဲ့တပည့်တော်ကကြိုးစားတာပိုးပွန်းတာနော်ရှင်ပြတော့အောင်တယ်ဆိုကြရတာမန်ကြိုးစားအောင်နဲ့တော့မအောင်ဘူးတော်ကိုကြိုးစားလို့နော်အရှင်ပြတို့လို့တတရားချင်းဖြည့်တဲ့ပုဂ္ဂိုလ်ကြီးအများကြီးနေမှာပဲနော်ဒီမှာအောင်တာကတရားဆိုတော့ဟာမလဲဘူးလို့နော်ဝန်တာလိုက်တာဗျာအရှင်ပြတို့နော်အဲ့ဒီလိုအခုလိုသံဝဲအောင်လာတဲ့ဝန်တာတွေဗျာသံဝဲအောင်တာတဲ့ပို့ပြီးတော့ဝန်တာတွေကောင်းတာတော့အရှင်ပြတို့စဉ်းစားကြည့်ပါဗျာအဲ့ဒါတော့အရှင်ပြတို့လည်းပဲနော်ဝိနည်း9ချမ်းဗျာအင်္ဂုတ္တက10ချမ်းဗျာဓမ္မပဒကဂါထာဓမ္မပဒဂါထာ2အုပ်ဗျာပါဠိတော်ကဂါထာ400အရှင်ပြတို့ကြက်ပြီးပြီနော်စာသင်နည်း3နည်းရှိတာအရှင်ပြတို့သိပြီးသားနော်အဲ့ဒါအလတ္တဂုအလဂတုပမာစာသင်နည်းတို့နော်နောက်တနည်းရတယ်ပြီးတော့နာမည်မေးနေတယ်ဗျာနော်ဘာနာဂာရိယပရိယဘာနာဂာရိကပရိယတိသာတိနိတို့သာသနိရှိတာထဲမှာနော်ရှင်ပြတော်တပည့်တော်တို့ကဒီထဲမှာမဉ္ဇဉ်ပူညာရနေတဲ့အရှင်များပါရင်တော့လည်းပဲဘာနာဂာရိကပရိယတိပေါ်ဗျာမပါရင်တော့လည်းပဲရှင်ပြတော်တပည့်တော်ကဘုဒ္ဓဇင်နေဆိုတော့နော်အလဂတုသာသနီတော့မဖြစ်တင်ဘူးပေါ့ဗျာနော်လဂတုသာသနီတော့မဖြစ်တင်ဘူးပေါ့ဒီဟာတရားသိပြီးဒီကလာနော်တန္တရာဒုက္ခတော့ဘောဓနာထားရတော့တန္တရာဝိဒုက္ခမှာလွတ်မြောက်ဖို့ရာအကျိုးငါဒီသာပေများကိုဒီပြောကျိုးစားသင်ပါတယ်ဆိုတဲ့စိတ်ထားနဲ့ဒီပြောတော့သတိထားပြီးဒီကလာပြီးခဲ့တဲ့သင်မိသားလည်းသင်ခဲ့ပြီးပြီလို့ပဲအောက်မိပါတော့ဗျာနောက်ထပ်ဆက်လက်သင်ရမှာကိုလည်းပဲဆက်ပြီးတော့ဒီဟုတ်လားမဉ္ဇဉ်ပူညာနိဗ္ဗာန်ရဖို့တရားအပြင်လည်းပဲသန္တရာဝဆရာမှာထွဲမြောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကြိုးစားပြီးဒီကလာဆက်လက်ပြီးတော့အရှင်ဘုရားတို့ကိုယ်တိုင်သင်ယူတော်မူကြပါအရှင်ဘုရားတို့ကိုယ်တိုင်နော်သန္တရာဝဆရာမှာလွတ်မြောက်ဖို့ရာအကျိုးငါစာသင်ဟုတ်လားစာဖို့ဘုရားဟောပေါ်တရားတော်များကိုသင်ယူပါ၏ဆိုတဲ့စိတ်ထားနဲ့သင်ယူသလိုမိမိတို့သင်ပေးတဲ့နော်ကိုယ်လာရောက်မိကိုတဲ့နော်တပည့်ကိုရင်လေးများကိုလည်းပဲအဲ့ဒီလိုကောင်းမြတ်သောစိတ်ထားနဲ့သင်ယူတတ်အောင်သင်လည်းသင်ပြပေးတော်မူကြပါလို့နော်ဝန်လဲဝန်သားရာကောင်းတယ်တဲ့အထူးအပြင်ပြောရမယ်ဆိုရင်တပည့်တော်လည်းပဲဗမာလူ1319ခုနှစ်ကတပည့်တော်ဒီအပြင်တတိယစဉ်ပြီးတော့တပါးတည်းပဲအောင်ခဲ့တာပါဗျာတတိယစဉ်တပါးတည်းကအောင်ခဲ့ပြီးတော့တပည့်တော်နောက်ရဟန်းဖြစ်တော့ဒီအသင်းစာမွဲဝန်တော့တပည့်တော်ကတော့နော်သာသနာ4နှစ်ဝင်ရပါတယ်ဗျာသာသနာကို4နှစ်ပြည့်မှတပည့်တော်အောင်ပါတယ်နော်4နှစ်ပြည့်တော့4နှစ်ပြည့်ရတယ်ပြီးတော့အောင်တဲ့နေ့က6ပါးအောင်တယ်တပည့်တော်နံပါတ်1ကအောင်တာနော်နောက်တကစာရတန်းကိုတော့တပည့်တော်2နှစ်ပြည့်ရတယ်ဗျတတိတော်ကံကောင်းတာပေါ့နော်များသောအားဖြင့်တပည့်တော်တို့ဒီကသာသနာအောင်ပြီးတော့စာရတန်းကိုပဲနှစ်ပြုတ်သွားတဲ့ပုဂ္ဂိုလ်ကြီးအများကြီးတပည့်တော်တို့ကတော့စာကြတာ2နှစ်ထဲနဲ့ပြီးသွားတယ်နော်ပြောလို့ရင်ကတော့ချားမဟုတ်ဘူးတပည့်တော်စာကြတာ2နှစ်အောင်ပြီးတကလားမော်မြိုင်သွားပြီးတော့စာကြဘုန်းကြီးဖြစ်နေ3နှစ်စာချနော်ဒီမန္တလေးပြန်လာခဲ့မန္တလေးပြန်လာပြီးတော့အကြောင်းအားလျော်စွာတပည့်တော်မြေသားမျိုးနဲ့မင်းလေကိုတဲ့ရွာတပည့်တော်16နှစ်ကျော်18နှစ်နီးတော်ဘုန်းကြီးအဖြစ်နဲ့နေခဲ့ပါလေဗျာအဲ့ဒါလိုနေခဲ့ပြီးတဲ့နောက်ကျမှတပည့်တော်ရဲ့ဒီဆရာရင်းဖြစ်တဲ့ဘဂုတ်ဆရာတော်ကြီးကချီးမြှင့်တဲ့အတွက်ကြောင့်ငကိုနေခဲ့တဲ့မိုးပေါင်းတဲ့တရားဥတီကြောင့်ခုမှပြန်ရောက်တာပါဗျာနော်ပြန်ရောက်တာဒီတော့ပြောလို့ရင်အချမ်းမဟုတ်ပါဘူးဗျာတပည့်တော်ကိုရင်သေးကြတရားတော့ထားတော့ဗျာနော်ယဟန်သေးကြတရားမှာဒီတော့သာသနာ4နှစ်ဆရာရ2နှစ်
အဲ့ဒီစာသင်တန်း၄နှစ်ဖြစ်ရတဲ့အတွက်ကြောင့်စာသင်တန်းပြဋ္ဌာန်းတဲ့စာတွေကတပည့်တော်စောစောကဆိုရင်အကုန်ဒီပါရတယ်ဗျရတာကလည်းအကြောင်းကတော့တပည့်တော်တို့အစဉ်လာကနော်ဆုံးခံသွားရင်စာကြက်တယ်စာပြန်တယ်အဲ့ဒီအလေးချင်းရှိတယ်ဆုံးခံသွားရင်စာပြက်တာစာကြက်တာစာပြန်တာအကြောင်းပြုပြီးတော့ဒီတော့မမေ့ဘူးဗျာနော်အခုတင်းကြိုကိုယ်ပိုင်းကတော့ចောင်းသားကလေးတွေကရတာမလို့အခုတည်းမမေ့ဘူးတင်းကြိုကိုယ်ပိုင်းမမေ့တဲ့အတွက်ကြောင့်ဘာအကျိုးရှိတော့ဆိုတော့တပည့်တော်လက်တွေ့ပဋ္ဌာန်းဆိုရင်သိမကြောက်ဘူးဗျနော်ပဋ္ဌာန်းဆိုရင်အရှင်ဘုရားတို့လည်းနီးလေးတော့ပြေးလိုက်ပဲပဋ္ဌာန်းမှာတပည့်တော်တို့ရှင်များရဟန်းများတဲ့ရတဲ့ပဋ္ဌာန်းဟူသည်မြပဋ္ဌာန်းအရာကောက်ဟူသည်မြရှင်များရဟန်းများတဲ့ရတဲ့ပဋ္ဌာန်းအရာကောက်ဟူသည်မြကိုယ်တိုင်ကိုတက်တဲ့စာကိုဘုရားကိုဂရုစိုက်ကြည့်လိုက်ဗျနော်ကုသလတိတ်ပဋ္ဌာန်းအရာကောက်ပဋ္ဌာန်းအရာကောက်ကုသလတိတ်ဟောကုသလတိတ်ပဲဗျကုသလတိတ်တိတ်သေးပဲနော်ပဋ္ဌာန်းဆိုတာမြတ်စွာဘုရားကနော်တိတ်ပေါင်း22တိတ်ဒုပေါင်း100အကုန်လုံးပဋ္ဌာန်းဟောတာဗျနော်အဲ့ဒါဆိုတော့တရားရတာကတော့ကုသလတိတ်တိတ်သေးပေါ့ဗျာဒါပေမဲ့လို့ကျန်တဲ့32တိတ်ဒုပေါင်း100ကိုလည်းအရှင်ဘုရားတို့ကုသလတိတ်တက်ပြီးရင်ကျန်တာတွေလည်းသဘောပေါက်လို့ရတယ်ဗျတပည့်တော်ကအလတ်တန်းနဲ့အကြီးတန်းကိုဝေကျူတိုက်မင်္ဂလာသာသီကျောင်းကအောင်ခဲ့တာဗျဝေကျူတိုက်မင်္ဂလာသာသီကျောင်းကအလတ်တန်းနဲ့အကြီးတန်းအောင်ပြီးတော့မိုးကောင်းတဲ့တရားဝတီကျောင်းကိုဆရာသမားများရွှေ့ရမယ်ဆိုပြီးတော့ဒီတော့ရွှေ့ခဲ့ရတာဗျတပည့်တော်ရွှေ့ခြင်းလို့ရွှေ့တာမဟုတ်ဘူးဟိုကဝေကျော်တဲ့ဆရာတော်ကလည်းတပည့်တော်ကိုမရွှေ့သေးခြင်းဘူးမရွှေ့သေးခြင်းမဲ့လို့အထက်ကဆရာသမားတွေအမိတ်ဆိုတော့မတတ်နိုင်ဘူးနော်ဝေကျော်တဲ့ဆရာတော်ကပြန်တော်မူသူကြီးတပည့်တော်ကိုသူ့တပည့်ဖြစ်နေသတ်မှတ်ပါတယ်ဗျအပါရဗျပြောလို့ရင်းကတော့အဲ့ဒီဝေကျော်တဲ့ကဆရာတော်ကြီးကဒီတော့ပဋ္ဌာန်းတက်ခဲ့တာပဋ္ဌာန်းတက်ကြတာဆိုပဋ္ဌာန်းအဲ့ဒါအခုတည်းအဲဒီတော့ကတက်ကြတဲ့ထဲသလောက်နားလေတယ်တဘောဗျာနားလေတယ်ပေါ့အဲ့တော့ပဋ္ဌာန်းမှာတိတ်22တိတ်ဒုပေါင်း100နော်အခုတပည့်တော်တို့ပမောက္ခချုပ်ဆရာတော်လို့နာမည်ကြီးတဲ့ဥနန္ဒမာလာဆိုတာတပည့်တော်တတိယစဉ်ဒီအသင်းအောင်တဲ့နှစ်ကဥနန္ဒမာလာကပထမသင်အောင်နေတာတပည့်တော်တက်4ဝငယ်ကြီးတယ်အခုတည်းဒီလည်းခင်းတယ်နော်အခုတည်းဒီလည်းခင်းပါလေဗျာတဏှာတော်မှပေါ်ရပါလူတန်းမှာတွေ့လိုက်သေးတယ်နော်တပည့်တော်သူလျှောက်ဘူးတယ်ဥစဉ်တိတ်တေဒုတ်တေကုန်းအောင်ပဋ္ဌာန်းပညာဝါဒသုဒ္ဓသင်္ချာထုတ်တတ်ရလားလို့ဒီတော့လျှောက်ဘူးတယ်မလုပ်တတ်ပါဘူးရတာဟာဟုတ်လားတပည့်တော်လှုပ်တတ်တယ်ဗျာဟာလှုပ်တတ်ရင်ပြောသမ်းပါအောင်သူကလှုပ်တတ်ရင်ပြောသမ်းပါအောင်ဥစဉ်ဟာမခက်ပါဘူးလို့တိတ်ဆိုရင်လို့တိတ်မုတ်တရားတွေနော်ဒုဆိုရင်ဒုမုတ်တရားတွေအဲ့ဒါတိတ်တေဒုတ်တွေကိုပဋ္ဌာန်းသောတိတပညာဝရသုဒ္ဓသင်္ချာထုတ်တဲ့အခါမှာနော်တိတ်မုတ်တရားတွေဒုမုတ်တရားတွေကိုကတ္တပစ္စည်းလည်းမပါသည်နဲ့လို့တမ္ပတံပစ္စယုပ္ပန်လည်းမပါသည်နဲ့လို့အခုအရှင်ဘုရားတို့ဒီတတိယအစဉ်ဓမ္မဆိုတော့ထိုက်တော့တော့ဒီရောက်လောက်ပြီဗျာရောက်လောက်တော့တပည့်တော်ရှောက်မယ်ဥပမာပဋ္ဌာန်းကုသလတိတ်ကတော့နေဝိသတိတ်လို့ပြောတယ်မလို့ဘူးဗျဟိုဝေဒနာတိတ်ကြတော့ဝေဒနာတိတ်ဆိုတာသဗ္ဗရိသတိတ်ကိုဗျဒုက္ခဝေဒနာသမြုဒ္ဓဓမ္မဒုက္ခဝေဒနာသမြုဒ္ဓဓမ္မအဒုက္ခမဒုက္ခဝေဒနာသမြုဒ္ဓဓမ္မလို့သုံးဖို့လုံးအရာကောက်တဲ့ခါကြတော့စိတ်စေတဲ့ယုံနိဗ္ဗာန်ပရမတ္ထတရား၄ပါးရှိတာမှာသုံးဖို့လုံးအရာကောက်တဲ့ခါမှာဝေဒနာစေတဲ့လုံးဝမပါဘူးဗျဘယ်ပုတ်ထဲမှာမပါဘူးရုပ်ရဲ့နိဗ္ဗာန်ဘယ်တစ်ပုတ်ထဲမှာမပါဘူးဗျနော်အဲ့ဒါကြောင့်တိတ်မုတ်ဖြစ်တဲ့ခု
ပြီးတော့ဝေဒနာစေသိနဲ့ယုံနိဗ္ဗာန်ဟုတ်လားဒုက္ခဝေဒနာသံယုတ်တော်ဓမ္မဒုက္ခဝေဒနာသံယုတ်တော်ဓမ္မအဒုက္ခမဒုက္ခဝေဒနာသံယုတ်တော်ဓမ္မလို့ဒီလိုကတ္တထဟောလို့လည်းပဲသူတို့ဘယ်တော့မှမပါနိုင်ဘူးတိမ်မို့ဖြစ်တဲ့ဝေဒနာစေသိနဲ့ယုံနိဗ္ဗာန်ဒုက္ခဝေဒနာသံယုတ်တဓမ္မသဒုက္ခဝေဒနာသံယုတ်တဓမ္မသအဒုက္ခမဒုက္ခဝေဒနာသံယုတ်တဓမ္မသလို့ဒီလိုတံပဒံပစ္စုပန်ထဟောလို့လည်းဘယ်နဲ့မှမပါနိုင်ဘူးအဲ့တော့တိတ်မှုလို့မှုတော့မပါသည်နဲ့လို့အရှင်ဘုရားတို့ဒါစကားစားလို့နီးပေးတာပြီးတော့လည်းရှားသမားကြီးကသင်ခဲ့ရလို့ပေါ့ဗျာနော်အဲ့ဒီလိုအလွန်ဟန်ကြတယ်ဗျာအခုလည်းဒီပဋ္ဌာန်းဆိုမကြောက်ဘူးဗျာတပြီးတော့နော်ပဋ္ဌာန်းဆိုအဲ့ဒီလိုပဋ္ဌာန်းမကြောက်တယ်လို့ရမိုက်လည်းသိတော့မကြောက်ပါဘူးဗျာနော်ရမိုက်လည်းတပြီးတော့ကငယ်လက်ကြီးတော့ကတော့ရမိုက်မသိတာဘူးဗျာငယ်လက်ကြီးတော့ကတော့ရမိုက်မသိတာပါဘူးဟောကတော့မသိတာရွတ်တော့ရွတ်ခဲ့ပါတယ်တော်လေးကိစ္စရွတ်ခဲ့ပါတယ်ဒါပေမဲ့လို့ရန်ကုန်စေတီငနဖြည့်တဲ့အခါကျတော့စေတီငနကဒီပြီးတော့အထသာလိနေနေမှာဒီပြီးတော့ဖြည့်တော့ကဒီတော့ကတရင်ကကြားထားတာဟုတ်ဗျာအထသာလိနေနေမှာရမိုက်တပု္ပ္ပာမရရင်အောင်းကုန်အောင်ဦးလေရမိုက်တပု္ပ္ပာကတော့ရကိုရမှာအဲ့ဒါကြောင့်တပြီးတော့ရမိုက်ကိုအကြည်ရန်သမားနဲ့အတူရွတ်တာအထေရမိုက်ကိုအကြည်ရန်သမားနဲ့အတူရွတ်တော့ဒီတော့မှအစတော့သိမခက်ခဲသေးဘူးကြာနောက်ဘယ်မှာသွားအခက်ခဲတွေ့တော့ဆိုတော့နုတ္တိယရမိုက်ကြတော့တပြီးတော့အခက်ခဲတွေ့တယ်အခက်ခဲမှာဘယ်မှာသွားတွေ့လိုက်တော့ဆိုတော့အနုလုံပစ္စနိနော်ပစ္စနိဟောတဲ့အခါကျတော့အခက်ခဲသွားတွေ့တယ်ဗျာအဲ့ဒီပစ္စနိကအခုတော့ဦးဇင်းရတယ်ပြီးတော့ကကိုယ်တိုင်မဟောတတ်တော့လို့ဖြစ်နေနော်အဲ့ဒီအခက်ခဲတွေ့တော့နောက်ကြတော့ဟန်ကျသွားတယ်ဗျာရွရင်နဲ့ဂယုဆိုင်ရွလိုက်တော့ရမိုက်လေသဘောပေါက်သွားတယ်အဲ့ဒါရမိုက်လေအရှင်ဘုရားတို့ဘာတော့တဆင့်ကမျှဝေတဲ့အနေနဲ့လျှောက်ရတယ်ရမိုက်မှာကြတော့ပဓာနာကအရှင်ဘုရားရမိုက်ဆိုတာယမကဆိုတဲ့ပါဠိကယမိုက်ဖြစ်လာတာပဲယမကဆိုတာအစုံလို့ဆိုတာအစုံဆိုတော့သူကနော်ကဲဒီခါလေးတော့ညံပဲပြောလိုက်ကြပါသူဗျာနော်ယမိုက်မှာအကောက်တဲ့ခါမှာတန်ဋိဌာန်တန်တရားဟောနော်တန်ဋိဌာန်နဲ့တန်တရားတစုံကိုဗျာတန်ဋိဌာန်ဆိုတာတစ်ထစ်ချက်မှတ်ရတဲ့အ내တည်းပဲတန်တရားဆိုတာကတစ်ထစ်ချက်မှတ်ရတာတော့မဟုတ်ဘူးစဉ်းစားရတာဥပမာနဲ့ပြောရမယ်ဆိုရင်တန်ဋိဌာန်အိဗေကယခုပရိယတ္တိအသင်းကြီးပေါ်၌ရောတော်မူကြကုန်သောတန်ဃာတော်အားလုံးတို့သည်နော်သာနာလင်္ကာရသာမျိုးဝဲတတိယစဉ်အထိအောင်တော်မူကြပါကုန်သလောလို့မေးရင်အကုန်လုံးအောင်ညီမအောင်ပဲဗျာနော်တချို့ဘယ်ပုဂ္ဂိုလ်တွေကတော့အောင်တယ်ဘယ်ပုဂ္ဂိုလ်တွေကမအောင်ဘူးဒီလိုဖြစ်မယ်နော်အကယ်၍အကုန်လုံးအောင်နေထားကြသဗျာအကုန်လုံးအောင်တယ်နော်တတိယစဉ်အောင်ကြပါသလားဆိုအကုန်လုံးအောင်ပါတယ်လို့ဆိုကြပါဗျာဒါတန်ဋိဌာန်သိကြယခုပရိယတ္တိဒါနာဣတာအသိညွတ်ပေါ်သူကြောက်လေပုံရကုန်တော့ရောက်ရှိနေကြောက်ကုန်တော့ဆရာတော်သံဃာတော်တို့အားလုံးတို့သည်ဒီတတိယစဉ်ကိုအောင်တော်မူကြကုန်သလောဒါတန်ဋိဌာန်တို့အရှင်တို့သည်ဟုတ်လားအခုတို့ရှင်တို့သည်ဒုတိယစဉ်ကိုလည်းအောင်တော်မူပါသလားလို့အကယ်၍အကုန်လုံးကတတိယစဉ်အောင်ရတယ်ဆိုရင်ဒုတိယစဉ်တော့အောင်တော်မူပါသလားဆိုအောင်ပါသည်လို့အမတ္တလို့ဖြစ်လိုက်အောင်ပေါ့ဗျာတချို့ကတော့ဟုတ်လားတတိယစဉ်ကိုမအောင်တဲ့ပုဂ္ဂိုလ်ကြတော့ဒုတိယစဉ်တော့အောင်တယ်တတိယစဉ်တော့မအောင်ဘူးဒါဒီလိုဖြစ်ရမှာပေါ့ဗျာဟုတ်လား
အာမန္တာတို့ဘာလို့ဆိုတာဦးဇင်းတို့ရမိုက်နဲ့ပတ်သက်လာလို့ရှိရင်တန်ဋိဌာနာကိုင်းတာအသိဉာဏ်ကတန်ဋိဌာန်သိလို့ရှိရင်တန်ဋိဌာန်စဉ်းစားလို့ရတယ်တန်ဋိဌာန်မှမသိရင်တန်ဋိဌာန်စဉ်းစားလို့မရဘူးမိုက်ကိုတချို့က၄ပုံပုံရတယ်မပုံနဲ့ဗျ၄ပုံပုံနာမှရှုပ်သေးတယ်တန်ဋိဌာန်ကိုသိအောင်လို့တန်ဋိဌာန်ကိုအသိဉာဏ်ကကိုင်းထားတန်ဋိဌာန်ကိုအသိဉာဏ်ကကိုင်းထားလို့ရှင်တန်ဋိဌာန်စဉ်းစားလို့ရပါပြီဗျဒီတော့လျှောက်ထားလို့ကတော့ဒါပါပဲဗျာနော်အရှင်များတို့ဒီလိုဟုတ်လားတတိယရင်ကိုတကားတဲ့အရှင်များတို့နော်အပါတရားတော်ဗျာဒီလိုကတော့သုံးပါတယ်ဖြစ်ရမှာနော်ကံကောင်းထောင်းမှတော့တပြီးတော့အောင်တာပြောလဲတတိယရင်ကိုနေချင်းမအောင်ဗျာနောက်နေ့ကြမှာအောင်တာဟုတ်လားဒီလိုကဘာလဲဖြစ်ပါတယ်အခုတော့ငါအတင်းတကာကိုမေးလိုက်တယ်ဒီလိုဘယ်လိုများညာပူဇော်တာပဲလို့တော့ဆိုတော့ပထမစဉ်ကို3သိန်းခွဲပူဇော်ပါတယ်တဲ့ဒုတိယစဉ်ကိုတော့2သိန်းတဲ့တတိယစဉ်ကိုတော့3သိန်းတဲ့အဲ့ဒါလည်းဝန်သားပါတယ်ဗျာအရှင်ဗျာတို့နော်ဘာဖြစ်ရတာဘာကြောင့်လဲဆိုတော့လုံလုံပေပေပါမှယူသားရတာဝန်သားပါတယ်တပည့်တော်တို့ကတော့အမှန်တိုင်းဆိုရင်ဒီတော့တတိယစဉ်အောင်ကဒီတော့ခမည်းတော်ကြီးကဒီတော့ရှိတဲ့သားသမီးတွေမှာအကြီးဆုံးပြဒီတော့အိမ်ဘာမှအလုပ်ကိုမလုပ်ခဲ့ရဘူးကျောင်းစာကျိုးသားတည်ပြီးတာပဲဆိုရင်မနေနိုင်ဘူးဗျာတတိယစဉ်ဒီတော့တို့ကတတိယစဉ်300လားမမှတ်မိတော့ဘူးဗျာတတိယစဉ်ရတာ100လို့ပဲထင်တာပဲ100ဟုတ်တယ်ပြီးမှရှိကြွကြမကြဘူးပဲနော်အဲ့ဒါတတိယစဉ်တရားအဲ့ဒါခမည်းတော်ကြီးတို့ဘာလို့သတ္တသင်္ကနာအောင်ဝဲကြုံလို့သူတို့ရောင်းသွားတာပြေးလိုက်တယ်ခုတော့မသုံးရဘူးတရားမှာနော်ကဲဘုံဘုံတို့တရားတော်မှာအမောင်းသူတော်ကောင်းတို့အခုဒီလေဒီကိုရင်သေးကြတရားဆိုတာဒီသေးကြတရားအသင်္ဇာမွေးရတော့ကိုရင်သေးကြတရားလည်းမလွယ်ဘူးရဟန်းသေးကြတရားလည်းမလွယ်ဘူးနော်ကိုရင်လည်းကိုရင်လိုက်တကယ်ကိုခက်တာတကယ်ပြောရမယ်ဆိုရင်ကိုရင်သေးကြတရားတော်မှာနည်းနည်းစာပြေသောအရာအစစ်မြင်သေးတယ်ဝိနည်း၅ကျမ်းလည်းတရားတယ်အင်္ဂုတ္တဆယ်ကျမ်းလည်းတရားတယ်ဓမ္မပဒဂါထာဓမ္မပဒထဂရ2အုပ်နော်ဂါထာ400ရကြရတာအဲ့ဒါတွေသိပြီးတော့တို့ဒီလောက်နော်ဘုရားတရားတော်တွေကိုသင်္ဟချက်မှကြိုးစားတဲ့သာမဏေများကိုသာမဏေကျော်များကိုတို့နော်လူရတန်းရပူဇော်ရတယ်လို့သိပြီးဒီကလာနော်ဒီလူရတန်းရပူဇော်ရတဲ့ကုသိုလ်ကြောင့်ဆင်းရဲခါသိအေးရငြိမ်းရနိဗ္ဗာန်ချမ်းသာကိုပြည့်မြတ်စွာရရပါလို့ဤလို့ဆိုတော့အဲ့နိဗ္ဗာန်ရရပါလို့ဆုတောင်းတဲ့ကုသိုလ်ဟာနိဗ္ဗာန်မရမချင်းအမြဲတမ်းကောင်းကျိုးတွေပေးနေတာအခွင့်ရတဲ့အခွင့်ရတဲ့ကောင်းကျိုးပေးနေတာနိဗ္ဗာန်ရပြီးမှပဲသူကောင်းကျိုးပေးနိုင်တဲ့စွမ်းရည်သတ္တိကောင်းတယ်ကုန်တယ်ဒါကြောင့်နိဗ္ဗာန်ကိုတို့ဆုတောင်းပြီးတကလားနော်ဒီကုသိုလ်ရဲ့အဖို့ဘာကကိုအမိအဖဆရာသမားအဘိုးဝါသာနော်သာထားပြီးတကလား30ဘုံကိုအောင်ဆုံးသောပုဂ္ဂိုလ်တို့ဟာအမြဝေရည်သက်ချကြသို့ကဲအလုံးလိုက်ဆိုကြအရှင်ဘုရားတပည့်တော်များသည်1386ခုဝရလာသန်း8ရက်အလွန်ကောင်းမြတ်သည့်ဤယနေ့အချိန်ကာလ၌မန္တလေးမြို့ပရိယတ္တိသာရဏဟိတအသင်းကြီးမှကျင်းပပြုလုပ်သည့်94ကြိမ်မြောက်သာမဏေလင်္ကာရစာအောင်ပွဲ၌တတိယစဉ်ကိုအောင်မြင်စုခုတော်မူရကုန်သောသာမဏေလင်္ကာရသာမဏေကျော်တရားတို့အားနိချိုက်ဝမ်းမြောက်ဝမ်းသာဉာဏ်ကိုပူဇော်သောအဖြစ်တဘာလျင်ခေတ်ကာလအလိုက်
ထိုက်ထိုက်တန်တန်သုံးသိန်းစီသောဝတ္ထုငွေလွှာအလဗျာတို့ကိုသင်္ကန်းအစရှိသောအစတ်သောဝတ္ထုများအတွက်ဤမှန်၍လူဒန်းကြပါကုန်၏တပည့်တော်အများယနေ့ယခုပြုလုပ်ရသောလူဒန်းရသည့်ဒါနကောင်းမှုကျင့်သုံးဆောက်တည်ရသောသီလကောင်းမှုမြေတရားတော်စသည်ကိုနာယူမှတ်သားရသောဘာဝနာကောင်းမှုအကြောင်းစုတို့သည်ဆင်းရဲခတ်သိမ်းအေးရာငြိမ်းရာနိဗ္ဗာန်ချမ်းသာကိုရရှိခြင်းဤအာကောင်းသောအကြောင်းအထောက်အပံ့ဖြစ်ပါစေသာအရှင်ဘုရားယနေ့ယခုပြုလုပ်ရသောဒါနသီလဘာဝနာပေါင်းစုမြတ်ကောင်းမှုတို့ဤအဖို့ဘာကကိုအမိအဖဆရာသမားအဘိုးအဘွားဤအသင်းကြီးကိုတည်ထောင်သွားတော်မူကြကုန်သောဥထွန်းအစရှိကုန်သောအသင်းဥက္ကဋ္ဌအကြီးများအသင်းလူကြီးများအမှုထားသည့်ပုဂ္ဂိုလ်ပေါင်းတို့အား၎င်းဤအသင်းတိုက်ကြီးကိုဤအသင်းတိုက်ကြီးအတွင်း၌စောင့်ရှောက်ကြမိတည်နေတဲ့ညကုန်သောနတ်အပေါင်းပုဂ္ဂိုလ်ပေါင်းတို့အား၎င်းတပည့်တော်များဤအမိအဖဆရာသမားအဘိုးအဘွားဆွေမျိုးသားချင်းမိတ်ဆွေသင်္ဃာအစရှိကုန်သောပုဂ္ဂိုလ်ပေါင်းတို့အား၎င်း32ဘုံကုံအောင်ဆုံးသည့်ပုဂ္ဂိုလ်ပေါင်းတို့အား၎င်းအဘိဓမ္မာများနှင့်ထတ်တူထမ်းမြအမြရကြစေရန်အမြပြေဝေငှပါကုန်၏အမြပြေဝေငှပါကုန်၏အမြပြေဝေငှပါကုန်၏အမိအဖတရားသမားအဘိုးအဘွားဒီမျိုးသားချင်းမိတ်ဆွေတငယ်ချင်းဤပရိယတ္တိအသင်းကြီးကိုတည်ထောင်သွားတော်မူကြကုန်သောဥထွန်းဥဆိုင်အစရှိကုန်သောအသင်းလူကြီးအပေါင်းတို့အား၎င်းဤအသင်းတိုက်ကြီးအတွင်း၌တောင်းလျှောက်ကြမိတည်နေတဲ့ညကုန်သောနာအပေါင်းပုဂ္ဂိုလ်ပေါင်းတို့အား၎င်း32ဘုံကုံအောင်ဆုံးသောပုဂ္ဂိုလ်ပေါင်းတို့အား၎င်းအမြပြေဝေငှပါကုန်၏အမြပြေဝေငှပါကုန်၏အမြပြေဝေငှပါကုန်၏32ဘုံကုံအောင်ဆုံးသောပုဂ္ဂိုလ်ပေါင်းတို့သည်တပည့်တော်များနှင့်ထတ်တူထပ်မြအမြရကြ၍နိဗ္ဗာန်တိုင်အောင်ကိုယ်စိတ်နှပြကျမ်းမာချမ်းသာတော်မူကြပါစေကုန်သတည်းအလုံးရကြသမျှအမြယူတော်မူကြပါကုန်လောသာဓုအားလုံးကြားကြသမျှအမြယူတော်မူကြပါကုန်လောသာဓု
အားလုံးရကြသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုမန္တလေးမြို့ပရိယတိသာသနာဟိတအသင်းကြီးက1386ခုနှစ်ရာဇဝလ၌ကျင်းပသော84ကြိမ်မြောက်သာသနာလင်္ကာရတာမဏေကျော်တာပြန်ပွဲတွင်တတိယအဆင့်ကိုအမှတ်အများဆုံးဖြင့်ဖြည့်ဆို့အောင်မြင်တော်မူသဖြင့်သာသနာလင်္ကာရတာမဏေကျော်ပွဲတော်ကိုခံယူရရှိတော်မူပြီးစကိုင်းမြို့မြတ်သက်ကြာကျောင်းတိုင်းမှတာမဏေရှင်ပညာဇောတာလင်္ကာရ၏အထုပ္ပတ္တိအကျဉ်းချုပ်ပါဗျာဝိရာဒမင်္ဂလာရှင်ပညာပိဇောတာလင်္ကာရကို1366ခုနှစ်ဒေါ်သလင်းလာပြေကျော်2ရက်ကြာသပတေးနေ့တွင်စကိုင်းတိုင်းဒေသကြီးရေဦးမြို့နယ်လိန်တော်ရွာနေခမည်းတော်ဦးအောင်လင်းမေတော်ဒေါ်ထေးမြင့်တို့မှပွားမြင်ခဲ့ပါသည်ပပိသမင်္ဂလာရှင်ပညာပိဇောတာလင်္ကာရသည်1389ခုနှစ်ပြာသိုလသား12ရက်ကြာသပတေးနေ့တွင်ရေဦးမြို့နယ်လိန်တော်ရွာလိန်တော်ကျောင်းဆရာတော်ပဋ္ဌာန္တတေသဝန္တာစာရကိုဥပိ္ပေပြု၍မိဘနှစ်ပါးတို့၏ပစ္စယနုဂဟကိုခံယူကာရှင်သာမဏေဖြစ်သို့ရောက်ရှိခဲ့ပါသည်ရရှိခဲ့သောပွဲတသိက်တော်များသာသနိကုရတာမဏေကျော်ပွဲပထမဂုဏ်တူတငယ်တော်တော်ရတာမဏေကျော်ပွဲပထမဂုဏ်တူရန်ကုန်မြို့သာသနာဝန်ဆောင်တာမဏေကျော်ပွဲပထမဂုဏ်တူမော်လမြိုင်မြို့သာသနာမူလရာမေညတာမဏေကျော်ပွဲပထမဂုဏ်တူနှင့်မန္တလေးမြို့ပရိယတိသာသနာဟိတတာမဏေကျော်ပွဲပထမဂုဏ်တူဝိနည်းဝိတုပွဲတို့ဖြစ်ပါသည်ကျေးဇူးရှင်ဆရာတော်များရေဦးမြို့လိန်တော်ရွာလိန်တော်ကျောင်းဆရာတော်ပဋ္ဌာန္တတေသဝန္တာစာရထေစကိုင်းမြို့မဟာစေတီကျောင်းဆရာတော်ပဋ္ဌာန္တပညာသိရီကျိုက်ပိမြို့မန်းကျောင်းဆရာတော်ပဋ္ဌာန္တအိန္ဒကရေဦးမြို့မင်္ဂလာရာမပရိယတိစာတင်တိုင်းနာယကဆရာတော်ပဋ္ဌာန္တညာနုတ္တရပဋ္ဌာန္တဝိသကနာလင်္ကာရာဘိဝန္တစကိုင်းမြို့မြတ်သက်ကြာကျောင်းတိုင်းတိုက်ဒီဆရာတော်ပဋ္ဌာန္တလက္ခဏာထေပဋ္ဌာန္တအိန္ဒကာဘိဝန္တမဟာနာယကဆရာတော်ပဋ္ဌာန္တအိန္ဒာစာရာဘိဝန္တနှင့်နာယကအနုနာယကကနဝါသကစာကြဆရာတော်များဖြစ်ကြပါသည်ယခုသရင်300ဌာနယခုခါရှင်ပညာပိဇောတာလင်္ကာရသည်စကိုင်းမြို့စကိုင်းတောင်ရိုးမြတ်သက်ကြာကျောင်းတိုင်း၌ကနဝါသကအကူစာကြဖြစ်ဖြင့်အထက်တန်းပိဋကစာပေများကိုသင်ယူရင်းသာသနာတာဝန်များကိုထမ်းဆောင်လျက်ရှိပါသည်ဗျာသာဓုသာဓု
Priyati Tadana Hita Dinji Konusel Ji Miao Danana Lingara Damani Josa Chang Megan Hai Tadia Zingu Dudia Gondu Chin Tujadwa Omino Mudoshin Dama Dara Lingara Adopati Jim Pibare Wizada Mingala Sindama Dara Lingara India Nanga Ega Della Munai Nisangado Camero Udu Chakama Mero Do Namida Chakamaruma Hong Donya Chause Chikuni Burella Zan Donya Nid Kwaming Badi Babiza Mingala Radhana Lingara Damani Jo Sindama Dara Lingara Di India Nanga Ega Della Mu Mahabori Jondai Chiaro Baranda Nanda Palago Ubeze Piwe Miba Nabai Disia Noghago Kaniba Sindamani Tito Yashi Gebadi Yashi Gedo Buerte Donia Damani Joshin Dama Dara Lingaradi Hobo Mu Naga Pura Dana Lingara Damani Jobwe Dadia Gondu Yango Mu Dana Wondam Damani Jobwe Dudia Gondu Mandali Mu Priyati Dana Hida Damani Jobwe Dudia Gondu Nebi Royam Damani Jobwe Dudia Gondu Dangu Mu Dhamma Vinaya Dana Lingara Damani Jobwe Kokare Mu Dana Mamaka Damani Jobwe Patama Gondu Vinaya Vidu Bueru Pipadi Jesu Roshin Tiaro Piamia Damani Joshin Dhamma Dara Lingara I Jesu Roshin Tiaro Piamia Ma India Nangam Ega Della Mu Mahabori Jam Tiaro Baranda Nanda Bala Baranda Vizia Dhamma Bandidara Ma Srirangong Dadana Yeta Mya I Mahanayaka Jo Tiaro Mya Nayaka Tiaro Mya Nim Sindila Nanda Lingara Asintu Nanda Lingara Jaganyu Myasaja Jondai Dadi Tiaro Baranda Lakana Mahati Baranda Indaka Biwanda Manayaka Tiaro Baranda Inazara Biwanda Ni Nayaka Nu Nayaka Kanawataka Saja Tiaro Mya Dekashin Siaji Do Ria Nyanedi Batamajo Anyida Siamaji Domya Deno Sijabadi Yaku Derindo Yatana Yakuka Damani Joshin Dama Dara Lingaradi Jagain you Jagain down you Myasaja Jondai Night Kanawa Daga Akusaja Tipin Tadambi the Gatabi Miago Niyin Dadana down Miago Hands only Shibadi Pia Daru
လေးမျိုးပရိယတိသာသနာဟိတအသင်းကြီးသာမဏေလင်္ကာရတတ္တိယစဉ်ကိုတတ္တိယဂုံထူးဖြင့်သုခုရရှိသောရှင်လောကသစ္စာလင်္ကာရဤအထုပ္ပတ္တိပါဗျာဝိဇာဒမင်္ဂလာရှင်လောကသစ္စာလင်္ကာရကိုရှမ်းပြည်နယ်တောင်ကြီးမြို့တစ်တော်ရက်ကွက်နေခမဲတော်ဥပိုင်ကံချမဲတော်ဒေါ်ဘီမားတို့မှ1366ခုနှစ်တဘိုလ်ရွဲလာသံတရက်ဗုဒ္ဓဟူးနေ့တွင်ဖွားမြင်ခဲ့ပါသည်ပပိသမင်္ဂလာ1383ခုနှစ်တပေါင်းလာပြီးနေ့ဗုဒ္ဓဟူးနေ့တွင်ရန်ကုန်မြို့ဗာရာဏသီကျောင်းဆရာတော်ဗဒ္ဒန္တပညာဝန်သားကိုဥပိ္ပဇေပြု၍မိဘနှစ်ပါးတို့၏ပစ္စယနုက္ခကိုခံယူကာရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့ပါသည်ရရှိခဲ့သောဘဝတ္တသိက်တော်များသာသနင်ကုရသာမဏေကျော်ဘွဲ့သူငယ်တော်တော်ရသာမဏေကျော်ဘွဲ့ရန်ကုန်မြို့သာသနာဝန်ဆောင်သာမဏေကျော်ဘွဲ့မန္တလေးမြို့ပရိယတိသာသနာဟိတသာမဏေကျော်ဘွဲ့တို့ဖြစ်ပါသည်ကျေးဇူးရှင်ဆရာတော်ဖရာများရန်ကုန်မြို့ဗာရာဏသီကျောင်းဆရာတော်ဗဒ္ဒန္တပညာဝန်သားတောင်ကြီးမြို့သာသနာဝန်ဆောင်ကျောင်းဆရာတော်ဗဒ္ဒန္တသူရိယစကိုင်းမြို့မြတ်စကြာကျောင်းတိုက်တီဆရာတော်ဗဒ္ဒန္တလက္ခဏမထေနှင့်ဗဒ္ဒန္တအိန္ဒကာဘိဝန္တမဟာနာယကဆရာတော်ဗဒ္ဒန္တအိန္ဒာစာရာဘိဝန္တနှင့်နာယကအနုနာယကဂဏဝါစကစာချဆရာတော်များဖြစ်ကြပါသည်ယခုသတင်း300ဌာနယခုအခါရှင်လောကသစ္စာလင်္ကာရသည်သကိုင်းမြို့သကိုင်းတောင်ရိုးမြတ်စကြာကျောင်းတိုက်၌ဂဏဝါစကအကူစာကြအဖြစ်ဖြင့်အထက်တန်းပိဋကစာပေများကိုသင်ယူရင်းသာသနာတာဝန်များကိုထမ်းဆောင်လျက်ရှိပါသည်ဖေဟာ
you
အောင်စေယတုတဗ္ဗမေငလံစေယတုတဗ္ဗမေငလံအောင်တိတ်ကြော်ညာအောင်ဟိတ်ပေါ်များပုဗ္ဗနမိတ်ဒုက္ခံဝံနှုတ်ကဘိတ်သိစုပဋ္ဌနာသံတနေ့တိုးသလိုကျက်တရေဖြိုးလို့တကူကုံရောက်လျံစံပုံနမိတ်လင်းသလိုခုံသိမ့်တဲ့ငါစပူတွင်ကြည်ညာအမှန်စိတ်မချမ်းသမျှဟိတ်ဓာရမဏဘောဂတံပန္နာစံပုံနမိတ်လင်းသလိုခုံသိမ့်တဲ့ငါစပူတွင်ကြည်ညာအမှန်စိတ်မချမ်းသမျှဣဒ္ဓရမဏဘောဂတံပန္နာမြတ်เจ้าမဟာဇေယနတ်ပေါင်းသမာပေမံမြတ်เจ้าမဟာဇေယနတ်ပေါင်းသမာပေမံမကြစေယံယရနာချွေယံရာဂရေမြတ်ပေါ်ရဩဘာသံမဟာတန်တိရိကနလာတိကနာတိတိမင်္ဂလံသာသာမြေမပေါညာအမြောက်အများပြည်လျံဇောတိကပမဒရံမောတိဒနာလာဘံစတိလမင်းကတထေတို့လိုအတိဘဝယခင်ကပေးတဲ့ကုသိုလ်ကံကျရဏခွန်နဝမှာကာကွန်နာတို့လူသမျှအိစီတံဘေမကုန်းလူမခန့်သဘုတဝလူစွမ်းထကြပြန်ယရဏခွန်နဝမှာကာကွန်နာတို့လူသမျှအိစီတံဘေမကုန်းလူမခန့်သဘုတဝလူစွမ်းထကြပြန်ဝေဖြိုးအနကံမြေမိုးဘဝလျံမြေမိုးဘဝလျံဝေဖြိုးအနကံဒါနကုသလံသီလကုသလံဘာဝနာထုံဤအမတဘုံဤစိတ်တံမန္တိရိလာတိကနာတိတိမင်္ဂလံကျက်တရေကဘာတသောငါပေါင်းစီပြန်ထက်ပြန်မေပထနာလောင်းလို့ကောင်းချီညာကျက်တရေကဘာတသောငါပေါင်းစီပြန်ထက်ပြန်မေပထနာလောင်းလို့ကောင်းချီညာဤတလောကဘုံမနောမယခွန်စัจ jaya ရဏဗရမလူပညာလူသမျှအကျံဤတလောကဘုံမနောမယခွန်စัจ jaya ရဏဗရမလူပညာလူသမျှအကျံစကုပြုတဲ့မင်္ဂလာမလေးလျင်သွားပထနာကျူယရဏမိုးရွာယံအဟုတ်တိတ်နဲ့နဝင်းသားယံနှုတ်ပိတ်သိမ့်မင်္ဂလာလေးပြားတည်းပမာမယွေးရအောင်ဣဒရာခင်းပြင်အောင်ရင်တူခံအိုင်ကုန်းလာနံမဘရုံမပန်းသူဝင်လန်းသည်တို့တရံဝေယောဒနာလင်းသည်တော်ရာမင်းရဲ့တန်ရှင်းကြည်သည်ဟံအိုင်ကုန်းလာနံမဘရုံမပန်းသူဝင်လန်းသည်တို့တရံဝေယောဒနာလင်းသည်တော်ရာမင်းရဲ့တန်ရှင်းကြည်သည်ဟံစိတ်ဓာဒုက္ခကာယဒုက္ခစိတ်ဓာဘဝတုညှို့ဆိုတတ်ပဲအိစီကံအောင်တချင်းနဲ့အောင်ညင်စီရန်နှလုံးလိုရန်မြတ်မကြပြေကြောင်းအမအောင်တချင်းနဲ့အောင်ညင်စီရန်နှလုံးလိုရန်ဘိုးမကြပြေကြောင်းမင်္ဂလာအောင်တချင်းကောင်းရင်စီရန်တောင်းတွင်ကျင်ညာပြန်မင်္ဂလာအောင်တချင်းကောင်းရင်စီရန်တောင်းတွင်ကျင်ညာပြန်သဘောစိတ်ရှိသမျှမနှောမဟိတ်ပြည့်စုံပါစေမ
the chin on Yezia Naloya Omajapi Yama on the chin on Yezia Naloya Yamajapi Yomengala on the chin on Yezia Town with Kenya Mingala on the chin on Yezia Town with Kenya the boy say she the Yapin Manom Harry Gido Made Ama Mong phê